ကလျာဏနယ်ဝင်သူတော်စင်ပေါင်းလို့ရှင်ဖွားမြင်ပွင့်ဆံပြားရိတ်ခါမှတ်ရန်ကစုံလာပြေကျုံဆိုတဲ့ဤစာလင်္ကာအယဘုရားလေးစုပွင့်သောတာရမန္တကဘာမှာဒီမင်္ဂလာဘုရားထံ၌ဂေါတမလောင်းလျာသူမိရာရှင်အသည့်ဟာနိယတဗျာဒိတ်ခံတော်မူခဲ့တာဟာလေကဆုံလာပြည့်နေပဲဖြစ်ပါတယ်ရှင်မဟာတက္ကရာ68ခုနှစ်မှာခမင်းတော်သုရောဒနာမေတော်မာယာရီဝီတို့မှာဗုဒ္ဓလောင်းလျာသိဒ္ဓထကုမာရကိုဖားမြင်တော်မူခဲ့တာဟာလေကဆုံလာပြည့်တောက်ကြနေဖြစ်ပါတယ်ရှင်မဟာတက္ကရာ103ခုနှစ်မှာတပည့်ညွတ်တရွှေညာတော်ရရှိပြီးဖျားစင်စစ်ဧကံဖြစ်တာဟာလေကဆုံလာပြီဗုဒ္ဓဂုနေ့ဖြစ်ပါတယ်ရှင်မဟာတက္ကရာ148ခုနှစ်မှာမာလာမင်းတို့ရဲ့အင်ကြီးဥယျာဉ်၌ပရိနိဗ္ဗာန်ဇံဝင်တော်မူခဲ့တာဟာလေကဆုံလာပြီအင်္ဂါနေ့ပဲဖြစ်ပါတယ်ရှင်အဲ့ဒီဂုံဘုတ်တွေကြောင့်ကဆုံလာပြီနေ့ကိုဗုဒ္ဓနေ့လို့ပညာရှိသူတော်ကောင်းတို့ခေါ်ဆိုသမှုပြုခဲ့ပါတယ်ရှင်ဖွားမြင်ပွင့်ဆံဖြာရိတ်မြတ်ကိုရရှိကုန်ကြာရစိတ်ခတ်တဲ့လာပြီကဆိုအခါပြိတ္တာနဲ့ရာသည်ကျော်ဝိတာခါနဲ့ခါရက်မြခါတော်ကုန်စကားပန်းလေးသိပြန်ထုံဝိမောပုပ္ဖဗုဒ္ဓနေလပြေကဆုံးသာသနာစီမီရမဝရီပြည်ကြီးရှုံးလဲဖျားဆုံးထုံးနဲ့အခါကျုံမြတ်ဖယားဒီမင်္ဂလာဒီသဇာကြီးလှဲ့နေဝုံစက်ချေဆုံးဘွဲရီကိုတက်လေရမည်ပုံလောင်းမြတ်ပါရမီဖြေဝုံသူမေရာယသိအခါကျုံဆွချွေပြရိတ်ကြားမလုံးကတောင်းသောစကဝါကရက်ဖြာလေးကုန်ကောင်းသောပက္ခရဲမြလာပြီကဆိုလုံမနီအင်းရဲ့ရကုန်တရားမြမငွေထီလွှမ်းချုံမာယာရီဝီဟိတိမြတ်ရဲ့တရေချီရတဲ့ဝမ်းကြရွှေငုံလက္ခဏာကြီးငယ်သွဲသွဲဆုံးရှုပွဲတင့်ဝဲတော်ရာယုံမဟာသက္ကရာ68ကျုံအခါနှခဝိတာခါဆုံးဘဂဝါစိနာဝိဇာတာကုံကောင်းသောဘက္ခရဲမြလာပြေကဆုံးဝိသဝရီနတ်စတိပေါင်းမတရားပလီလူလာကြပုံဘုရားရှင်တူလာကြကုန်ပါရမီ7ပါးရဲ့သာကအရှိန်ဟုံးမနတွေကုန်တပယာတိညာကိုအပရာဇိတာပလီမြရွှေဘုံဘာဝိညုတညမရလေကုန်ယခုရင်မထစတူရင်ငါကုန်ဝိရိယတရာယုံပုရိအာသုံးဉာဏ်တော်ဆင်းရဲကုန်အရဟံပွင့်လာရဲမြလာပြီကဆုံးဝိသဝရီ
တရားမလီလူလာကြပုံဘုရားရှင်လူလာကြကုန်ပါရမီ10ပါးရဲ့ဇာကအရှိန်ဟုတ်မနတ်တွေကိုတပရာသိညာကုန်အပရာဇိတာပလီမြရွှေဘုံတပင်းညူကြညမရလေကုန်ယခုရင်မထားစတူရင်ငါကုန်ဝရိယရာယုံခုရိအားလုံးညာတော်စိနေကုန်အရဟံပွင့်နာရဲ့မြလာပြေကစုံပမာရိနာသံပါရိထာဤသို့နောက်ဆုံးမင်းကပရိနိဗ္ဗာန်ပြုတော်မူခဲ့ပုံခောဓမ္မသောအမတရွှေဘုံစံဝင်ခဲ့လာကျုံစီနာဥတ္တရာဗုဒ္ဓလာပြေကစုံ